မိတ်ဆွေတို့အနေနဲ့အလောက်ပြန်ရောက်တဲ့အခါညနေပဲအားတဲ့အရှင်ကြရင်ဗါတယ်လောက်ဖြစ်ကြတယ်ကျွန်တော်ကတော့အလောက်ပြန်ရတဲ့အခါညနေပဲဆိုရင်ကျွန်တော်အမြဲတမ်းလောက်လေးရှိတယ်အရာလေးတစ်ခုရှိတယ်အဲ့ဒီအရာလေးကကြတော့ကျွန်တော်အတွက်အခုအရှင်မှာရောနောက်ရေးအနာဂတ်အတွက်မှာပါဝင်ငွေတစ်ခုကိုရရှိနေမှာဖြစ်ပြီးအကျိုးခံစားခွင့်ကိုပါရရှိနေမဲ့အရာတစ်ခုပဲဖြစ်ပါတယ်လက်ရှိကတော့ကျွန်တော်ထက်နေကံကိုရောက်ရှိနေတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အမြဲတမ်းလောက်ဖြစ်တဲ့အရာလေးကကြတော့မအိုက်ခင်အရှင်တစ်နာရီ2နာရီလောက်ကိုအသုံးချပြီးတော့ကိုယ်ပိုင်စီးပွားရေးတစ်ခုကိုခိုင်မာစွာဖြင့်လောက်ကင်နေတာပဲဖြစ်ပါတယ်ကိုယ်ပိုင်စီးပွားရေးလို့ပြောလိုက်တာနဲ့လူအများဆုံးပြင်းမြင်မိတာကအရင်နေ့အများကြီးလိုမယ်အရှင်တဲ့အများကြီးလိုမယ်ဝန်ဆောင်မှုတွေအများကြီးပြပြီးတော့ဈေးတွေကိုလိုက်ရောက်ပေးနေရမယ်လို့အများကသိထားကြတယ်ဒါပေမဲ့အခုကျွန်တော်လောက်နေတဲ့အလောက်ကအရှင်တဲ့အများကြီးကုန်နေစရာမလိုပဲအဖွေးစီရဲ့နေစနစ်တစ်ခုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တော့ကိုယ်တိုင်ကိုယ်ကြကဈေးတွေလိုက်ပတ်ရောက်နေစရာလုံးဝမလိုတဲ့အလောက်တစ်ခုပဲဖြစ်ပါတယ်ဒါဆိုရင်ဝင်ငွေရရှိအောင်ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်တို့ကိုယ်ကိုင်နေတဲ့ဖုန်းထဲကနေကိုရောင်းရှင်းနေတဲ့နေရာကနေဖုန်းလေးနဲ့အရှိတ်ဆက်လောက်ပေးုံနဲ့ပြောပြပေးုံနဲ့ဝင်ငွေတစ်ခုကိုထပ်မံပြီးတော့ရရှိအောင်လောက်လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျဝင်ငွေဘက်ကတော့ကန်သက်ချက်တွေမရှိဘူးကျွန်တော်တို့ရက်ပတ်အတွင်းနဲ့လည်းဘဏ်ငွေနဲ့ဆိုရင်2000 3000 5000 1000စားတဲ့ဝင်ငွေကိုကျေသလောက်ကိုကျွန်တော်ကြိုးစားသလောက်ကိုရရှိနေမှာဖြစ်ပါတယ်တပတ်တစ်ခါပိုက်ဆံကိုထောက်ပေးတဲ့တရားဝင်လောက်တစ်ခုဖြစ်တဲ့အတွက်ကြောင့်အာမခံချက်တွေပြပါရှိပါတယ်ဒါကြောင့်ကိုယ့်ရဲ့အားတဲ့ရှင်တွေမှာဖုန်းလေးတွေကနေနောက်ထပ်ဝင်ငွေလေးတစ်ခုကိုရအောင်လောက်ရှင်နေဆိုတဲ့ညီကိုမောင်နှမတို့တွေကိုယ့်မဲ့မှာရေးထားခဲ့လို့ရပါတယ်အကောင်းဆုံးကိုပြပြပေးပါမယ်ခင်ဗျာ